လောကကြီးအဆုံးသို့ရောက်ရှိခြင်းဆိုဘုရားမြတ်စွာရဲ့စာပေမှာအလုံးသိကြတဲ့အတိုင်းလောကဆိုတာ၃မျိုးရှိတယ်။ဩဃတလောကလို့ဆိုတဲ့တတ္တဝါတွေရဲ့မွေးဖွားတည်ရှိပြီးနေထိုင်ရာဖြစ်တဲ့စัจ java လာတွေနဲ့ဖွဲ့စည်းထားတဲ့ရပ်ဝန်းဒေသကြီးကတစ်ခုရှိတယ်ပေါ့။နောက်တစ်ခုကတတ္တလောကတခါတရံကြတော့အဲ့ဒီဩဃတလောကထဲမှာမိတင်းပြီးတော့နေထိုင်ကြတဲ့တတ္တဝါတွေကိုရည်ညွှန်းပြီးတော့လောကလို့သုံးတာရှိတယ်။အဲ့ဒီလောကကိုတော့တတ္တလောကလို့ခေါ်တယ်။တခါတရံကြတော့ဩဃတလောကကြီးဆိုတာလေဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာပြီးဆိုင်ရာအကြောင်းတရားတွေပေါ်မှာမိတည်နေရတာဖြစ်လို့သင်္ခါရပဲတတ္တလောကလို့ခေါ်တဲ့တတ္တဝါတွေဟာလည်းပဲကံစိတ်ဥဒုအာရအစတဲ့ဆိုင်ရာအကြောင်းတရားတွေပေါ်မှာမိတည်ပြီးတော့ဖြစ်ပေါ်နေရတာဖြစ်လို့တတ္တလောကကြီးတစ်ခုလုံးကိုလည်းပဲသင်္ခါရလို့ပဲခေါ်တယ်အကြောင်းတရားတွေနဲ့မိတည်ပြီးတော့နေရတဲ့လောကအလုံးကိုခြုံငုံပြီးတော့သင်္ခါရလောကဩဃတလောကတတ္တလောကသင်္ခါရလောကလို့အဲ့လို၃မျိုးရှိတယ်လောကဆိုတဲ့စကားလုံးကိုဩဃတလောကကိုရည်ညွှန်းတဲ့အခါကျတော့ the world လို့ဘာသာပြန်ကြတယ်ကဘာဆိုပြီးတော့ခေါ်ဩဃတလောကဆိုတာအမတမကျယ်ဝန်းတယ်စัจ java လာတွေနဲ့ဖွဲ့စည်းထားတဲ့လောကကြီးစัจ java လာတွေကိုလည်းဗုဒ္ဓဘာသာဗုဒ္ဓကျမ်းစာတွေအလိုမှာအနန္တဆိုတာစัจ java လာတွေရဲ့အကျယ်ဝန်းပမာဏလည်းအဆုံးပိုင်းခြားမရှိဘူးအမတမကျယ်ပြန့်တဲ့ရဝန်းကြီးတစ်ခုပဲမြတ်စွာဘုရားကသုလနိကလောကဓာတုသုံးဆိုတာလောကဓာတုဆိုတဲ့စကားလုံးကိုသုံးပြီးတော့စัจ java လာတွေရဲ့အကြောင်းကိုဟောထားတာစัจ java လာအကြောင်းကိုလေ့လာတာ cosmology လို့ခေါ်တဲ့တော့လောကကြီးအကြောင်းကိုဘုရားဟာလေ့လာတဲ့အနေနဲ့ဟောပြောတာမဟုတ်ဘူးအကြောင်းတစ်ခုတိုက်ဆိုင်သည့်အတွက်ကြောင့်လောကကြီးအကြောင်းကိုဟောထားတာရှိတယ်မြတ်စွာဘုရားဟောတဲ့အချိန်တုန်းကလောကဓာတုဆိုတဲ့စကားလုံးကိုအသုံးပြုပြီးတော့ဟောတာစက္ကဝါလစัจ java လာဆိုတဲ့အသုံးကအတော်လေးနောက်ကျမှပါဠိစာပေထဲမှာဝင်လာတယ်လို့မှတ်ရအောင်အလုံးစัจ java လာဆိုတဲ့စကားလုံးကိုကြားဘူးနေတယ်ပရိတ်ကြီးရွတ်တိုင်းသမန္တာစက္ကဝါလေတုဆိုတဲ့စကားလုံးရှိတာစက္ကဝါလဆိုတဲ့စကားလုံးကိုစัจ java လာလို့ဗမာတွေကပြန်လေးရှိတယ်မြတ်စွာဘုရားရဲ့ပါဠိတော်တွေတိုက်ရိုက်ဟောတဲ့ထဲမှာတော့စက္ကဝါလဆိုတဲ့အသုံးဟာမတွေ့ရဘူးလောကဓာတုဆိုတဲ့အသုံးနဲ့ပဲသုံးသွားဓာတုဆိုတာသဘာဝအတိုင်းရှိနေတဲ့လောကလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့ဒီအသုံးနဲ့မြတ်စွာဘုရားကလောကဓာတုမြန်မာပြည်မှာတစ်ချိန်တုန်းကသိပ္ပံပညာရပ်တွေကိုလောကဓာတ်ပညာလို့ဒီလိုခေါ်လာခဲ့ကြတယ်ပေါ့ဒီအသုံးလေးတွေရှိတယ်ပေါ့လောကဓာတုကိုလောကဓာတ်တဲ့လောကဓာတ်ပညာလောကဓာတ်အကြောင်းနဲ့ရှင်းတော့ကဒီလိုခေါ်တယ်လောကဓာတုနဲ့ပတ်သက်လာပြီးတော့မြတ်စွာဘုရားကသုလနိကလောကဓာတုမစ္စည်းမိကလောကဓာတုမဟာလောကဓာတုဆိုပြီးတော့လောကဓာတု၃မျိုးခွဲခြားပြီးတော့ဟောထားတာရှိတယ်။ Buddhist cosmology အနေနဲ့လေ့လာမယ်ဆိုလို့ရှိရင်အင်္ဂုတ္တပါဠိတော်မှာသုလနိကလောကဓာတုတုတ်ကိုဖတ်ရှုလေ့လာကြအောင်ဖြစ်ပါတယ်။မြတ်စွာဘုရားကစัจ java လာအကြောင်းလောကအကြောင်းကိုဟောတယ်ဆိုတဲ့အခါမှာကိုရောတိုင်းဒေဝစက္ခုအဘိညာဉ်ဆိုတာကိုအသုံးချပြီးတော့လောကကြီးတစ်ခုလုံးကိုဖြန့်ကျက်ပြီးတော့ထိုလောကကြီးတစ်ခုလုံးကိုအလင်းရောင်ဖြန့်ကျက်ပြီးတော့ကြည့်ရှုပြီးဟောတဲ့အမတန်စွမ်းအားထက်တဲ့
သမာဓိစွမ်းအားပညာစွမ်းအားနဲ့ကြည့်ရှုပြီးတော့ဟောတာပဂရိမျက်စိနဲ့မြင်နိုင်လောက်တဲ့အတိုင်းအတာလေးကအမတန်မှနေပါတယ်တူတောင်းပဂရိမျက်စိနဲ့ကြည့်ဖို့ဆိုမလုံလောက်ဘူးကြည့်လေခွန်ကြီးတို့တွေဟာကောင်းကင်နဲ့ပတ်ဝန်းကျင်ကိုကြည့်ရင်ဘယ်နေရာကပဲကြည့်ကြည့်ကိုဟာအလဲဘဟုမှာပဲရှိနေတာပဲအမြဲတမ်းဘာဖြစ်လို့ကိုကအလဲဘဟုမှာရောက်နေရတယ်လဲလို့ဆိုရင်မျက်စိရဲ့မြင်ခွင့်အတိုင်းတာကဒီလောက်ပဲရှိတာမျက်စိရဲ့မြင်နိုင်တဲ့စွမ်းအားဟာဟိုဘက်လည်းဒီလောက်ပဲဒီဘက်လည်းဒီလောက်ပဲဆိုတော့လောကကြီးကအလွန်ကျယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်နေတာပေါ့အကယ်၍သာအကန့်အသတ်ရှိတဲ့နေရာတစ်ခုဆိုပါဆိုအဆောက်အဦတစ်ခုထဲမှာကြည့်မယ်ဆိုရင်နာယနာကနေလို့ရှိရင်တစ်ဖက်ချင်းတစ်ဖက်ကျယ်ပဲဖြစ်မှာပေါ့လောကကြီးမှာတော့ကိုကတဏှာမှာရလိုက်တာနဲ့တပြိုင်နက်ကိုဟာအလဲဘဟုမှာရှိတယ်ဘယ်ဘက်ကြည့်ကြည့်အကွာအဝေးဟာတူညီနေတဲ့အဓိပ္ပာယ်ရှိနေတယ်ပေါ့ဒါလောကကြီးကဘလောက်ကျယ်တယ်ဆိုတာအနုမာနအပြင်ခံမှန်းပြီးတော့ကြည့်လို့ရတယ်သုလနိကလောကဓာတုမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအသေးစားလောကဓာတ်ဆိုတာတဲ့စัจ java လာပေါင်း1000နဲ့ဖွဲ့စည်းထားတာတဲ့အဲ့ဒါလေးကိုလောကဓာတ်တစ်ခုလို့ပြောတာဒါအသေးဆုံးအကြီးဆုံးကြတော့စัจ java လာဂတိ3သိန်းရှိတယ်စัจ java လာတစ်ခုမှာလူပြေတစ်ခုစัจ java လာတစ်ခုမှာရှိရမယ့်အင်္ဂါရပ်တွေကနေကိုဗဟုပြုပြီးတော့တည်ရှိနေတာဖြစ်တော့နေတစင်းလာတစင်းလူပြည်ကျွန်းကြီးလေးကျွန်းစတုမာရတာဝရိန္ဒာယာမတုတ်တိတာနေမာနရတိဆိုတဲ့နတ်ပြည်တွေစัจ java လာတစ်ခုမှာရှိရတဲ့အရာတွေကိုမြတ်စွာဘုရားကစัจ java လာတစ်ခုတစ်ခုမှာနေတစင်းလာတစင်းဒီလိုရှိတယ်စัจ java လာ1000ဆိုလို့ရှိရင်နေ1000လာ1000ရှိမှာပေါ့ဒီကနေ့ခေတ်သိပ္ပံပညာရှင်တွေကလည်းပဲသူတို့ရဲ့စွမ်းအားကြီးတဲ့မမြောင်းကြီးတွေတက်ဆင်ထားတဲ့ဂျူလူကြီးတွေကောင်းကင်ပေါ်လွတ်တင်ပြီးတော့ကြီးတဲ့အခါမှာတာမန်လူပြေကကြီးလို့မရတဲ့နေရာတွေကိုမြင်ကြရတယ်ဆိုတာဟာအဖြေထုတ်ထားတာရှိတယ်ပေါ့ဒီနေတယ်မကဘူးတခြားနေတစ်စင်းလည်းပဲရှိတယ်ဆိုတာကိုသူတို့တွေ့တယ်လို့ပြောတယ်မြတ်စွာဘုရားကြတော့မြတ်စွာဘုရားမှာပိုင်ဆိုင်တဲ့ဒိဗ္ဗစက္ခုဆိုတဲ့မှတ်မြောင်းကတော့အတိုင်းအဆမရှိအကုန်လုံးမြင်နိုင်စွမ်းရှိတာကိုမြင်နိုင်စွမ်းရှိတော့တမာတိစွမ်းအားနဲ့ကြည့်ကျင်တဲ့လောက်ကြည့်လို့ရတဲ့နေရာအဲ့ဒီတမာတိစွမ်းအားနဲ့ကြည့်လိုက်တဲ့အခါမှာအငယ်ဆုံးလောကဓာတုလို့ဆိုရမှာစัจ java လာပေါင်း1000နဲ့ဖွဲ့စည်းထားတာတဲ့နေ1000လ1000အကြမ်းမြင်အဖြစ်ရှိတယ်လို့ဒီလိုပြောအကြီးဆုံးစัจ java လာကြတော့ဂရေ3သိန်းဆိုနေဂရေ3သိန်းလဂရေ3သိန်းရှိမှာပေါ့အဲ့တော့နေလတွေဆိုတာစัจ java လာတစ်ခုမှတစ်ခုတစ်ခုဖွဲ့စည်းထားသည့်အတွက်ကြောင့်အဲ့ဒါကိုကြည့်ပြီးစัจ java လာဟာအနန္တရှိတယ်လို့ဒီလိုပြောတာအဲ့ဒီစัจ java လာဂရေ3သိန်းဆိုတာမြတ်စွာဘုရားရဲ့အလောင်းတော်ဖွားမြင်တဲ့အခါပြိဋိဘံဆန်တဲ့အခါကောင်းကြီးဩဘာပေးရမယ့်အခါမှာသိမ့်သိမ့်တုံသွားအောင်တပြိုင်နဲ့တုံလို့တဲ့လောကဓာတ်ဘုရင်နေကိုပြောတယ်စัจ java လာဂရေ3သိန်းယရဏတုတ်ကိုဟောတဲ့အခါမှာကောတိတတသဟတေတုစက္ကဝါလိတုဒေဝတာယတနံပဋိကဏန္တိယေသဝေတာလိယပုရိဆိုစัจ java လာဂရေ3သိန်းမှာရှိတဲ့နတ်တွေဇမားတွေကဘုရားမြတ်စွာရဲ့တရားဓမ္မကိုနာယူကြတယ်ဘုရားမြတ်စွာကိုကြီးညိုကြသည့်အတွက်ကြောင့်မြတ်စွာဘုရားကိုလေးစားချစ်ခင်ကြတော့မြတ်စွာဘုရားရဲ့တရားဓမ္မဆိုလို့ရှိရင်ဦးစားပေးကြတယ်အာယုံစိုက်ကြတယ်ဒါကြောင့်မို့ဘုရားဟောတဲ့
သုတ်တန်တွေကိုရွတ်ဖတ်တဲ့ဆိုလို့ရှိရင်ထိုသုတ်တန်